စိတ်ပူရတဲ့အချိန်ကြီးပြောပါဆိုရင်သမီးဩစတြေးလျမှာရှိနေတဲ့အချိန်ကြီးဒါပြပြတဲ့စိတ်ပူရတဲ့အချိန်ကြီး ခဏကလို့ရတမီးပုံမှန်ပြောတယ်လို့ပြောနေပေမဲ့အဲ့ emotional ပြော ဘလို့ emotional မှာပါပဲပြောညီကိုမလာလဲငိုကြလား Hello အားလုံးပဲမင်္ဂလာပါရှင် KU နိုင်နဲ့တူရှိနေပါတယ်ဒီနေ့ KD ကိုရောက်နေရတဲ့အကြောင်းရင်းလေးကတော့အားလုံးသိထားတဲ့အတိုင်း Unite ရဲ့ Father's Day giveaway အစီအစဉ်လေးကြောင့်ပဲဖြစ်ပါတယ်အဖေနဲ့သမီးကြားကယုံကြည်မှုတစ်ခုကိုပြသပြီးတော့ Unite နဲ့ customer တွေကြားကယုံကြည်မှုကိုလည်းဖော်ပြထားတဲ့ဗီဒီယိုလေးဆက်သွယ်မှုတစ်ခုမှစတတ်တာယုံကြည်မှုစီတို့ဆိုတဲ့ Unite ဗီဒီယိုလေးကို share ပြီးတော့စီကံချက်တွေအတိုင်းပါဝင်ထားတဲ့သူတွေကိုဒုတိယအကြိမ်ဖုန်းပေတသိန်းဝင်နာလေးတွေကြီးညာသွားမှာပဲဖြစ်ပါတယ်ခင်းနဲ့တူဝင်နာတွေကိုကြီးညာပေးဖို့ special guest တယောက်လည်းဖိတ်ခေါ်ထားပါတယ် Yes ဒီ special guest ကတော့ခင်းရဲ့အချစ်ဆုံးဖေဖေဦးလမိုးပဲဖြစ်ပါတယ် မင်္ဂလာပါခင်ဗျာ ဝင်နာတွေကိုမကြီးညာခင် Father's Day အတွက်အမှတ်တရလေးလည်းဖြစ်သွားအောင်ဖေဖေနဲ့ခေကအချင်းချင်းကို interview မှာပဲဖြစ်ပါတယ်ခင်းရဲ့စာမေးလိုက်မယ်နော် နေပါ ဖေဖေရဲ့အမြင်မှာသမီးကအသက်အရွယ်ဘယ်လောက်ရောက်နေပြီလဲပေါ့နော် အခုချိန်မှာဖေဖေကသမီးကိုကြည့်လို့ရှိရင်သမီးကဘယ်ရွယ်မှာရှိလဲဆိုတော့သမီးကရင့်ကျင်ပြီးတော့တည်ငြိမ်ပြီးတော့လူကြီးဆန်တဲ့အရွယ်ကိုရောက်နေပြီလို့ပဲပြော Thank you ပါအဲ့ဒါဆိုအမှတ်တရလေးကိုကြောင့်မေးရမယ်ဆိုရင်ငငယ်တော့ဟာသမီးအစိုးဆုံးလုပ်ခဲ့ဘူးမမီလားခင် အဆိုးဆုံးလည်းအများကြီးပဲဒါကိုမှတ်မိလားမမှတ်မိလားဆိုတော့ဖေဖေအမြင်ပြောရမယ်ဆိုလို့ရှိရင်သမီးငယ်ငယ်ကဆိုးတာတွေကအရေးမကြီးဘူးဘာလို့လဲဆိုတော့အဲ့ဒါမသိလို့ဆိုတာအရေးမကြီးဘူးအရေးကြီးတာကတီးတီးရဲ့နဲ့မဆိုးဟုတ်လားဟုတ် သမီးကိုစိတ်အရန်ပူခဲ့ရတဲ့အချိန်ပေါ့စိတ်အပူဆုံးဖြစ်နေတဲ့ရက်လိုတော့မှတ်မိလား လူတယောက်ကကိုယ့်ရဲ့အနီးနားမှာရှိနေကြတာမရှိဘူးအဲသမီးလည်းဖြစ်ပြီးတော့သူဩစတြေးလျသွားတဲ့အချိန်ကြီးဟာဒါကစိတ်ပူရတဲ့အချိန်ကြီးပဲစိတ်ပူရဆိုတာလည်းဒီလိုထိုင်ပြီးစိတ်ပူတာမျိုးမဟုတ်ဘူးပေါ့သမီးရဲ့အကြောင်းအရာတွေတွေးလာမယ်ဆက်ဆက်လာပြီဆိုရင်တော့စိတ်ပူလာခါကြလို့ရှိရင်သမီးကြောင့်တွေးလိုက်တယ်ငါသမီးအဆင်ပြေရလားအဲ့လိုဖြစ်လာတော့စိတ်ပူရတဲ့အချိန်ကြီးပြောပါဆိုရင်သမီးဩစတြေးလျမှာရှိနေတဲ့အချိန်ကြီးဟာဒါပြပြတဲ့စိတ်ပူရတဲ့အချိန်ကြီးပဲ ခဏကလို့ရတမီးပုံမှန်ပြောတယ်လို့ပြောနေပေမဲ့အဲ့ emotional ပြော ဘလို့ emotional မှာပါပဲပြောညီကိုမလာလဲငိုကြလား ဖေဖေမှာတဲ့စကားတွေထဲမှာဆိုရင်တမီးအများဆုံးနားမထောင်ခဲ့တဲ့အရာဆိုတာဖြစ်လာတယ် ဖေဖေကတော့နားမထောင်တာတွေမမှတ်မိဘူးနားထောင်တယ်လို့မှတ်မိတယ်သမီးဖေဖေမြဲပြောတယ်လေဟုတ်တယ်မလားသမီးလည်းအခုခက်ခဲဖြစ်လာပြီဖေဖေဖုန်းဆက်တာတွေရှိတယ်တိုင်ပင်တာရှိတယ်ဒါဖေဖေအမြဲတမ်းပြောတဲ့စကားတစ်ခုကသမီးကိုဖေဖေကအကောင်းဆုံးဖြစ်အောင်လုပ်ပါလို့ပြောတယ်ဟောအခုဒီတိုင်းနဲ့သမီးအကောင်းဆုံးလုပ်နိုင်ခဲ့တယ်လို့ဖေဖေထင်တယ် Okay thank you ဖေဖေဖုန်းထဲမှာတမီးကိုနာမည်ဘယ်လိုမှတ်ထား ခေးလေးပေါ့ ဖေဖေအဲ့လိုအလုတ်ခီးပဲဖြစ်ဖြစ်ရင်းတော့ shooting ရိုက်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုနဲ့အဝေးရောက်နေတဲ့အခါမှာတမီးကိုလာရင်ဖေဖေဘာလှုပ်လှုပ်ထားရှိတယ် ဖေဖေတို့အရင်တော့သမီးရယ်ဟိုဖေဖေနယ်ရောက်တဲ့အချိန်မှာဆိုလို့ရှိရင်တော့ဖုန်းကသမီးတို့ကြောင်းသွားတဲ့အချိန်ဆိုရင်အိမ်ကိုစစ်တယ်သမီးမေမေစီကိုစစ်တယ်ကလေးတွေနေကောင်းလာမေးတယ်သမီးနဲ့အရွယ်ရောက်လာတဲ့လက်ထက်မှာဖုန်းတွေပါခိုင်းတဲ့အခါကျဖေဖေက message ပို့တာပေါ့ဖုန်းခေါ်တာပေါ့ဟုတ်တယ်မလား ဖေဖေနဲ့တမီးကြားမှာဖုန်းအကြာဆုံးပြောရတဲ့အချိန်ပေါ့နော်အဲအကြောင်းအရာမှတ်မိလား သမီးဒီတိုင်းဖုန်းပြောတာတော့ဗမှတ်မိဘူးလေဒါပေမဲ့သမီးရဲ့တကယ်ကိုအရေးကြီးတဲ့အချိန်တွေမှာသမီးဆုံးဖြတ်နိုင်အောင်ဖေဖေပြောခဲ့တဲ့အကြောင်းအရာလည်းဖေဖေမှတ်မိတော့တနေ့ကတော့မှသမီးဟိုဖေဖေပြောခဲ့သေးတာပဲအဲ့တိုင်းသမီးအကောင့်တွေပေါ်ခဲ့တာအခုဖေဖေသမီးမင်းမယ်တေချာပြေနော် ဟုတ်ကဲ့ ဖေဖေသမီးကိုစူတာငေါက်တာတွေရှိတယ်အဲ့ထဲတော့သမီးအကြောက်ရဆုံးအချိန်ဘယ်ရွယ်ရလဲဘယ်အချိန်လဲ အမှန်တိုင်းပြောရမယ်ဆိုရင်လေတမီးအကြောက်ဆုံးအချိန်ကလွန်ခဲ့တဲ့
နှစ်သုံးနှစ်လောက်ကဖေဖေကစ်နီမှာတူမှာတွေ့ရလေတူမှာတွေ့တော့မထင်မှတ်ပဲတွေ့သွားပြီးတော့ဖေဖေဆက်ဂျူရဲဝင်ရတယ်လေအချိန်မှာမင်းနဲ့တမီးနဲ့9နိုင်လောက်ပြင်မှာထိုင်ဆောင်ပါချင်တမီးပေါ်မှာအချက်ဆုံးချင် operation လုပ်တာပေါ့မသိပါဘူးဖေဖေကပြန်လာတော့နောက်ကျလို့ငေါက်တဲ့အချိန်ကြီးပြောမှာလားနောက်တစ်ခုကတော့တမီးဖေဖေပြောတဲ့စကားတွေအများကြီးရှိတယ်နော်အဲ့ထက်ကဖေဖေအမြဲတမ်းပြောတာစကားရှိတယ်တမီးဘဝအတွက်လေအဲ့စကားဘာစကားလဲအမြဲတမ်းစိတ်ကောင်းထားပြီးတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားစိတ်ကောင်းထားကောင်းပြောင်းလုပ်အကောင်းဆုံးဖြစ်အောင်လုပ် do the best တမီးဘက်ကနေပြီးတော့ဖေဖေရဲ့နေပုံထိုင်ပုံသွားပုံလာပုံထက်မှာတမီးမကြိုက်တာရှိလားအဲ့ဒါပါလေရှိပါတယ်ပြောဖေဖေကိုအရင်ချစ်ပေမဲ့ဖေဖေအရက်တောက်တက်တဲ့အချက်နေတော့မကြိုက်ပါဘူးရှင်ထားလိုက်ပါအဲ့ဒါကြော်လိုက်ပါနောက်တစ်ခုပြောမယ်တပီးဖုန်းထဲမှာဖေဖေနာမည်ဘယ်လိုမှတ်ထားလဲ DAD DAD ပြီးတော့အဖိုး emoji နဲ့မှတ်ထားပါတယ်မူးနေတဲ့ပုံတော့မဟုတ်ပါဘူးမဟုတ်ပါဘူးပြီးတာစပင်းမဆိုးတာတမီးပြစပင်းဆိုးလေစပင်းမဆိုးတာဖိုး emoji လေးနဲ့နီအောင်ဘဲလေးနဲ့မှတ်ထားပါတယ် Okay ဖေဖေတမီးကိုအခုစကားတစ်ခုမှပြောခွင့်ရှိရဆိုပါပြောမယ်တစ်ခုမှပြောခွင့်ရှိတစ်ခုမှပြောခွင့်ရှိတမီးကိုပြောမယ်ဆိုရင်နောင်တရမယ်အလုပ်တွေကိုရှောင်ပါလို့ပဲပြောချင်တယ်တမီးအောင်ဖေဖေစကားတစ်ခုမှပြောခွင့်ရဆိုပါပြောမှာစကားတစ်ခုမှပြောခွင့်ရမယ်ဆိုရင်ဖေဖေတမီးပြတီလေးမင်းလီယမ်တော့ဖေဖေကြမ်းကြမ်းမအသက်ရှိနေပေးပါလို့ပြောချင်ပါတယ်ဖေဖေတက်ကြီးလာတဲ့အခါမှာတမီးကိုဘာလုပ်စေချင်လဲဘာလုပ်ပေးစေချင်လဲအများကြီးမရှိပါဘူးသမီးလူတွေကအားလုံးကဒီလိုပါပဲမိဘပဲပဲသားသမီးပဲကိုယ်ဘဝနဲ့ကိုယ်ပဲဒါပေမဲ့မိဘတွေမျောလင့်တာတော့သမီးရဲ့ဖေဖေတို့တဲ့ကြီးလာလို့ရှိရင်သမီးစီကနေပြီးစကားတွေတစ်ခုပေါ့တယ်လီဖုန်းနဲ့ဖြစ်ဖေဖေနေကောင်းလားဆိုရင်အဲ့ဒါကိုလုံတော့ပါโอเคခုနောက်ပိုင်းတမီးတခုခုမလုပ်ခင်ပေါ့နော်လုပ်တော့မယ်ဆိုပြီးတော့ဖေဖေကိုလမ်းတိုင်နေတဲ့အခါမှာဖေဖေအဲ့လိုစိတ်ပူပြီးတော့မယုံကြည်တာမျိုးစိတ်မချတာမျိုးရောရှိလားကိုမယုံကြည်တာလို့စိတ်မချတော့ဆိုတာတွေကတော့တမီးရဲ့ဟိုမရှိပါဘူးမရှိဘူးဆိုတာတမီးအမားလုပ်လိမ့်မယ်လို့လည်းမထင်ဘူးလေဘာဖြစ်လို့ဆိုတော့သမီးခုလုပ်နေတဲ့အလုပ်တွေကဖေဖေလုံခဲ့တဲ့နှစ်ပေါင်း30ကျော်လုပ်ခဲ့တဲ့အလုပ်တွေသမီးမှားသွားရင်ဖေဖေအချိန်မီပြင်ပေးနိုင်တယ်ဘယ်ဟာမှန်လဲဆိုတာလည်းဖေဖေအချိန်မီပြပေးနိုင်တယ်ခုချိန်မှာတော့သမီးကကိုယ့်ရဲ့အမှုပညာအလုပ်ဟုတ်လားကိုယ့်ရဲ့မိသားစုအလုပ်တွေသမီးကတန်မာမှုရှိဖို့လိုတယ်အဲ့လိုတန်မာမှုရှိအောင်ကြံ့ကြံ့ခံနိုင်အောင်ဖေဖေတို့ကလည်းအများကြီးပံ့ပိုးပေးနိုင်တယ်ဒါမဲ့ဒါတွေအကုန်လုံးပြီးမြောက်သွားအောင်လုပ်ဖို့တော့သမီးကိုယ်တိုင်ပဲလုပ်အောင်ကဲပါသမီးအောင်အဲ့လိုမျိုးပဲဖေဖေကိုသွားနေလာနေလုပ်နေတဲ့အပေါ်မှာယုံကြည်မှုတွေပေါ်မှာကောသမီးဘယ်လိုသဘောရှိလဲဖေဖေရောတမီးပဲမဟုတ်ဘူးနော်မီရောမေရောလီယမ်ရောတီရောနည်းနည်း wholeheartedly ယုံကြည်ပေးတာပါဖေဖေဘာလို့ဖေဖေကတမီးတို့ရဲ့ super hero thank you ပါအခုခီးနဲ့ဖေဖေနဲ့အမတ်တရ interview လေးအချင်းချင်းမေးပြီးသားပြီဆိုတော့ခီးတို့ကိုယ်တိုင်ရွေးချယ်ထားတဲ့ winner 10ယောက်ကိုကြီးညာသွားမှာပဲဖြစ်ပါတယ်ဆိုမာယာ ZTTM အာဂူအောင်တီဟမေမကီနေအီမူတိတ်ဟနီထွန်ပြေဆောင်ထွန်အေးမြအောင်ပိုးဤဖြူပြီးတော့နောက်ဆုံးမိမြတ်ပဲဖြစ်ပါတယ်အဲ့သူတို့တွေထဲမှာတကယ်ကို hard team မဲ့အရေးသားကက်ရှင်လေးတွေဖတ်ပြပေးပါမယ်နော်ဤသားကပိုးဤဖြူရဲ့သူ့ရဲ့ခံစားချက်လေးပေါ့လူတွေကပြောကြတယ်သမီးမင်းကလေးတွေရဲ့ပထမဆုံးဟီးရိုကအဖေတဲ့
တကယ်လည်းသမီးရဲ့ဘဝတစ်လျှောက်လုံးမှာအမားမှန်တွေကိုလမ်းပြပေးပြီးသမီးရှောက်မဲ့လမ်းကိုအနောက်ကနေအပြည့်ဝယုံကြည်ပေးခဲ့တာဖြစ်ဖြစ်ပါသမီးပါပဲလှုပ်ချင်လှုပ်အဖေရှိတယ်ရဲရဲသာလှုပ်ဆိုတဲ့အပြန်အလှန်ယုံကြည်မှုတွေကိုပဲသမီးကိုဒီလိုရင့်ကျင်တဲ့မိခင်တရားဖြစ်လာအောင်ပုံသင်ပေးခဲ့တာပါစကားတွေအများကြီးမပြောပြကြပေမဲ့တယောက်ကိုတယောက်နားလည်ပေးနိုင်တဲ့အဖေနဲ့သမီးကြားကယုံကြည်မှုတွေကတော့ဘဝရဲ့အဖို့တန်ဆုံးဆုလက်ပါပဲယူနိုင်ရဲ့ဗီဒီယိုလေးကိုကြည့်ပြီးကိုယ့်ဘေကိုပိုလွမ်းပိုတတိရသွားမိပါလေကောင်းနောက်တစ်ခုကတော့မိမြတ်အမေများနေသာကိုယ်တိုင်လှုပ်ပေးခဲ့ဘူးလားအဖေများနေကြမလှုပ်ပြီးဖြစ်ခဲ့ဘူးရှင်ထဲမှာပြောကျင်တဲ့စကားတွေတော့အများကြီးပါအခုလိုပြောပြခွင့်ပေးလို့ကျေးဇူးပါတဲ့အိမ်မှာအမြဲရှိနေသူအမေနဲ့သာပိုရင်းနှီးခဲ့ပေမဲ့အဖေကိုလည်းချစ်ကြောက်ယူသေးရပါတယ်ဒါသမီးတွေပြည့်ပြည့်စုံစုံနေရဖို့နေဘူးမရှောင်မိုးရွာမရှောင်အလုပ်လုပ်ခဲ့တဲ့အဖေကိုသမီးကျေးဇူးတင်ပါတယ်အမတ်တရားဆုံးကတော့သမီးလေးဆက်တန်းစာအုပ်ဝယ်ဖို့လုပ်ငန်းအဆင်မပြေတော့ကျွဲစကန်ကားကွင်းမှာတဲ့စိုက်ကတက်စီမောင်းပြီးအေးကြီးပြစ်ခံပြီးသားသမီးမျက်နှာမငယ်အောင်ရှာကျွေးခဲ့တဲ့အဖေကိုသမီးအရင်ကျေးဇူးတင်တယ်အဖေအမြဲဆုံးမတဲ့စကားလေးရှိတယ်ကောင်းတာလုပ်ရင်ကောင်းတာရမယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်ဆိုတဲ့စကားလေးကိုအဖေအမြဲဆုံးမခဲ့တယ်ကျေးဇူးပါသမီးကိုဘွားကိုရက်တည်ပြီးကိုယ်တိုင်သားသမီးရလာမှမိဘမြတ်တာကိုပူပြီးသိခဲ့ရပါတယ်အေးစစ်စစ်နိုင်ပြီမဲ့သားသမီးတွေကိုချစ်တာထုတ်မပြပေမဲ့အဖေသမီးတို့အပေါ်အရန်ချစ်တာအခုသမီးလူလဲစစ်နေနေအောင်အဖေအားရင်တွေဘယ်လောက်ကုန်ခန်းသွားလဲဆိုတာသိတာစေပါတယ်ဒါကြောင့်မို့အဖေဒီတဲ့ပူပြီးချမ်းသာပေးပါအဖေစားကျင်တာပြီးတွေသမီးဝယ်ပြီးချစ်ပြကျူးမိတ်ချင်ပါသေးတယ်တဲ့အဖေအဝတ်လေးတွေနေတိုင်းရှော့ပြီးပြရစီအောင်ပြီးအဖေဒီတဲ့ပူပြီးအများကြီးချမ်းသာပြီးသမီးတို့နဲ့တစ်သက်လုံးနေထိုင်သွားပါဦးကမ္ဘာမှာရှိတဲ့အဖေများအားလုံးချမ်းသာပါစေလို့ဆုတောင်းလိုက်ပါတယ်တော်ကောင်းနေသမီးသူရေးတဲ့ထဲမှာကျက်စကန်ခိုင်းမှာသူပြစိုက်တဲ့စီမောင်းတဲ့ကိစ္စလေးတွေပေါ့နော်အဲ့လေးတွေသူအသိရတဲ့အချိန်မှာသူအသိတရားဝင်လာတဲ့အချိန်မှာမိဘဆိုတာဖြစ်လာတဲ့အချိန်မှာဖေသူပြန်ပြီးတော့ပြုငွေကျင်တဲ့အကြောင်းလေးကတော်ကောင်းတယ်ခုစလုံးကောင်းပါလေဒီဘက်မှာလည်းသမီးကိုရဲရဲသားလှုပ်ဆိုပြီးတော့ပူကြီးဖြူရရမှာလေပုံသင်ပေးခဲ့တာလေချို့ရရေးကြတော့လေအသက်တစ်ခုရလာမှပိုတိလာတယ်ဒါပေမဲ့ကိုယ်တိုင်မိဘတယောက်ဖြစ်လာမှတိလာတာလည်းရှိရပါတော့เนาะဒါပေမဲ့အချိန်ကြီးသိရင်တော့လည်းဒါအကောင်းဆုံးပေါ့နော် Okay ဆိုခေရကြတော့ next winner ကိုရဲ့ caption လေးကိုဖတ်ပြပါမယ်နော်ငယ်ကအဖေနဲ့အမတ်တရတွေရှိခဲ့တယ်လို့မထင်ရပေမဲ့ဒီဗီဒီယိုလေးကြောင့်စဉ်းစားမိလာတယ်တဲ့ငယ်ကဆိုမပြည့်စုံခဲ့ပေမဲ့မျက်နှာတစ်ချက်မငယ်ခဲ့ရဘူးတဲ့အဖေနဲ့စကားတွေတိတ်မပြောကြပေမဲ့အဖေဟာဒီသားတယောက်အတွက်တော့သူ့လိုမဖြစ်အောင်ပံ့ပိုးပေးခဲ့တယ်အဖေကလယ်သမားဆိုတော့သူ့လိုပင်ပန်းအလုပ်တွေမလုပ်ရအောင်မရှိတဲ့ကြားကနေကျောင်းပညာရေးကိုပဲပံ့ပိုးပေးခဲ့တယ်မှန်ရအိမ်နဲ့ခွဲပြီးအလုပ်မလုပ်ဖူးတဲ့အဖေကကျွန်တော်10တန်းတုန်းကဆိုသူ့သားအတွက်စက်ရုံအလုပ်ကိုတောင်လုပ်ပြီးကျောင်းထားပေးခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်အဖေမြတ်တာတွေကိုအချိန်တော်ကြာမိနေခဲ့တယ်ဟိုးတနက်ကအဖေအရေးပေါ်ဆေးရုံတင်ခဲ့ရတဲ့အချိန်ကြာတော့မှအဖေကိုဆုံးရှုံးနိုင်တာပဲလို့တွေးမိတော့အဖေရဲ့မြတ်တာတရားတွေကိုသိလာခဲ့တယ်။တားကိုအဖေယုံတယ်လို့တကူးတကအဖေကမပြောဘူးပေမဲ့တားဘာလို့ယုံကြည်ပံ့ပိုးပေးခဲ့သမျှအတွက်ကျေးဇူးပါအဖေ။
အဖေယုံကြည်မှုနဲ့ထိုက်တန်တဲ့သားတစ်ယောက်ဖြစ်ဖို့အမြဲစူးစမ်းပါမယ် ယောက်ျားလေးကရေးထား ယောက်ျားလေးတစ်ယောက်ကရေးထားတဲ့ caption ပေါ့နော်ဟိုမိန်းကလေးသမီးမိန်းကလေးတွေတောင်ဒီခေတ်မှာပေါ့နော်အမေဖေနဲ့ကဒီလို heart to heart conversation ရှိဖို့ဆိုတာအရင်ခဲရင်ပါတယ်အဲ့တော့ယောက်ျားလေးတစ်ယောက်ကဒီလိုမျိုးရေးတယ်ဆိုတော့ခေကတော့အရင်ဂုဏ်ယူပါတယ်ဒီလိုဖတ်ရတာလည်းအရင်ကြည်နူးမိပါတယ်ပေါ့နော်ဒါကမေမကီရဲ့ caption လေးပါကျမတို့အိမ်ရဲ့အခန်းနံရံမှာအဖေကိုယ်တိုင်ဆွဲထားခဲ့တဲ့ပင်လယ်လိုင်းချမ်းတွေကြားမှာရုန်းကန်နေရတဲ့လေငယ်လေးတစ်စင်းပုံစံနဲ့ပကြီးကားလေးတစ်ချက်ရှိခဲ့ဘူးတယ်ဒီပကြီးကားကဘာအထိပဲလဲလို့မေးခဲ့တော့ကသမီးလောကကြီးကတခါတလေညှော်လက်မထားတဲ့မုန်တိုင်းတွေတိုက်တတ်တယ်အဲ့ဒီအခါမျိုးမှာသမီးရင်ထဲမှာစန့်ကျက်ခံကြော်ဖြတ်နိုင်မယ်ဆိုတဲ့ယုံကြည်ချက်ရှိနေတဲ့ရွေးတော့ဘယ်မုန်တိုင်းဆိုသမီးဖြတ်ကျော်နိုင်လိမ့်မယ်လို့ပြန်ဖြေပေးခဲ့တယ်။ပကြီးရဲ့အောက်ခြေမှာသမီးငယ်အတွက်ဆိုပြီးလက်ရေးလေးနဲ့ရေးပေးခဲ့သေးတယ်။အဲ့အချိန်တုန်းကအဖေစီမှာကင်ဆာစဖြစ်နေပြီဆိုတာနောက်မှပြန်သိခဲ့ရတယ်။အဲ့ဒီတုန်းကဆယ်ကျော်သက်အရွယ်ကျမကအဖေပြောခဲ့တဲ့စကားတွေရဲ့အတိတ်ပဲကိုအပြေဝနားမလည်ခဲ့ဘူးဒါပေမဲ့အဖေမရှိတော့တဲ့နောက်ပိုင်းဘဝရဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတိုင်းစိတ်တက်ကြစရာတွေကြုံလာတိုင်းအဖေရဲ့ဆုံးမစကားတွေကိုအမြဲပြန်ကြားရောင်လာတတ်တယ်ဒီနေ့ရောက်လာတဲ့အဖေများနေ့မှာအဖေကိုလက်ဆောင်ပေးဖို့ဦးချကြောဖို့အဖေဟာဘေးမှာမရှိတော့ပေမဲ့အဖေမြေတောင်မြောက်ပေးခဲ့တဲ့စိတ်ဓာတ်တွေတွန်တင်လမ်းပြပေးခဲ့တဲ့စကားတွေကတော့ရင်ထဲမှာအမြဲရှိနေမှာပါအဖေပေးခဲ့တဲ့အကောင်းဆုံးအမွေကငွေကြေးဥစ္စာမဟုတ်ပဲဘယ်လိုအခြေအနေမျိုးမဆိုကိုယုံကြည်ပြီးကြံ့ကြံ့ခံနိုင်တဲ့ယုံကြည်မှုရှိရမယ်ဆိုတဲ့အသည့်တရားပါပဲ။သမီးအဖေတို့ဂုဏ်ယူစရာကောင်းတဲ့သမီးတယောက်အဖြစ်ဆက်ပြီးကြံ့ကြံ့ခံရှင်သန်သွားမယ်တဲ့။ကောင်းငင်ဓာတ်ကနေသမီးကိုစောင့်ကြည့်ပြီးပြုံးနေပေးပါအဖေ။အားလုံးလည်းပျော်ရွှင်စရာအဖေများနေ့ဖြစ်ပါစေရှင်တဲ့။ဘယ်သူမှဒီလိုမျိုးဖြတ်တန်းမှုမထိုက်တန်မိမဲ့လည်းတရက်ဖြတ်တန်းရမယ်ကြုံတွေ့ရမယ်အတွေ့အကြုံလေးပေါ့နော်ဒါကိုအရန်ကပြဆန်းဆန်းအေးချမ်းချမ်းနဲ့ရေးသားသွားတဲ့အမပါအရန်ကြိုက်ပါတယ်ဒီပကြီးကားလေးကိုတော့မြင်ဘူးချင်းနဲ့စိတ်ကလေးပေါ်လာပါတယ်လို့ပြောချင်ပါတယ် ကျေးဇူးပါအားလုံးတို့ပဲကျေးဇူးတင်ပါတယ်ယူနိုင်းရဲ့ Father Day အစီအစဉ်မှာပါဝင်နေတဲ့ဒီလိုတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီနေ့ကစပြီးတော့မိသားစုချင်းချင်းဟလာပုံဝင်လေးနဲ့အပြန်အလှန်ဆက်သွယ်ကြပြီးတော့ယုံကြည်မှုအသီးသီးကိုလည်းယူနိုင်းတဲ့အတူဒီစောင့်နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာ ဟုတ်ပါတယ်ရှင်ဆက်သွယ်မှုတစ်ခုမှစတသက်တာယုံကြည်မှုစီတို့ဆိုတဲ့အတိုင်းယူနိုင်းဘက်ကနေလေမိဘနဲ့သားသမီးတွေကြားဖုန်းကောလေးတစ်ခု message လေးတစ်စောင်ကစားဆက်သွယ်မှုတိုင်းမှာယုံကြည်မှုပုံမခိုင်မြဲအောင်ပံ့ပိုးနေမှာပါကဲ Happy Father's Day ပါရှင်ဖေဖေတွေနဲ့အမှတ်တရများစွာကိုလည်း share ချင်နေဆို comment မှာရေးပေးခဲ့နော် Thank you ပါ Thank you ပါ